Hello အားလုံးပဲမင်္ဂလာပါခရိုရှေ့ပိုင်စီလေး YouTube channel လေးပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ခါကျတော့တိုင်တူထိုနီကိုတင်ပြပေးမှာဖြစ်ပါတယ်အရင်ဗီဒီယိုခါကျတော့ဖုမီထိုနီပေါ့နော်ဖုမီထိုနီကိုတင်ပြပြီးတော့ဖြစ်ပါတယ်ပြန်ပြီးတော့ထိုးပြပေးပါမယ်နော်မြန်လေးပေါ့နော်ရှီလေးကိုဒီလိုကင်ပါမယ်နော်ပြီးရင်ရှီကွင်းကိုအကွင်းလေးလုပ်မယ်ပြီးရင်ဒီလိုမျိုးဆက်ထုတ်ပြီးတော့ဒီတောင်းဒီလိုလေးလုပ်မယ်ဒါကကျတော့ဖုမီထိုနီလို့ခေါ်ပါတယ်သူထိုးဖို့အတွက်ဖုမီလေးကို3ခါထိုးပါမယ်ဒါကြတော့ဖုမီထိုနီလို့ခေါ်ပါတယ်အခုကကြတော့တိုင်တူထိုနီကိုပြပေးသွားပါမယ်တိုင်ခါမှာဒီဒုတိယပထမဆိုတဲ့ပေါက်ကိုထားခဲ့ဒုတိယပေါက်ကိုဝင်မယ်ဝင်ပြီးလို့ရှိရင်ဒီချာလေးဝင်တော့ချာလေးကြည့်ပြီးမှထိုးပါဒီမှာနော်အဲ့ဒါရှေ့ရဒီလိုမျိုးဖြစ်သွားတယ်ရှေ့ရကြည့်စမြည်ကြည့်တယ်လို့မျိုးဖြစ်သွားတယ်ပေါ့နော်ဒီလိုဖြစ်သွားတဲ့ခါမှာတိုင်တူစထိုးပြီးဆိုရင်ဒီပထမပေါက်ကိုမထိုးဒုတိယပေါက်ကိုစထိုးမယ်ထိုးမယ်အကူအောက်ကနေတက်လာမယ်ဒီလိုဖြစ်တဲ့အောက်ကနေတက်ပတ်မယ်နှစ်ပေါက်စလုံးဆွဲထုတ်မယ်ရှီကိုနောက်တစ်ပေါက်နော်ဒါပထမပေါက်ဒါနောက်တစ်ပေါက်မှာထိုးမယ်ပြီးရှီကိုယူမှဆွဲထုတ်မယ်ဆွဲထုတ်ပြီးတော့လို့ရှိရင်နောက်တစ်ခါရှီနှစ်ကွင်းကိုစလုံးဆွဲထုတ်မယ်โอเคနော်ဘေးကတစ်ပေါက်ထပ်ထိုးမယ်အောက်ကနေရှီကိုပတ်မယ်ပတ်ပြီးလို့ရှိရင်အောက်ကနေရှီကိုထပ်ပတ်မယ်ဆွဲထုတ်မယ်ဘေးပေါက်ထိုးမယ်အောက်ကနေရှီကိုဆွဲထုတ်မယ်ဒီတစ်ခါဒီကနှစ်ပေါက်ဖြစ်နေတဲ့အချိန်ရှီကနှစ်ခုဖြစ်နေရနော်နှစ်ခုဖြစ်နေတဲ့အချိန်မှာနောက်တစ်ခုထပ်ယူပြီးတော့ဆွဲထုတ်မယ်နော်ဒီလိုလေးတက်တက်ရလေးဘေးပေါက်ကိုကြည့်ပါဘေးပေါက်ယူမယ်အောက်ကနေပတ်မယ်ပတ်ပြီးလို့ရှိရင်ဆွဲထုတ်မယ်ဆွဲထုတ်ပြီးလို့ရှိရင်နောက်တစ်ပေါက်နောက်တစ်ဆင့်ကကြတော့ရှီနောက်ထပ်ယူပဲဆွဲထုတ်မယ်ဒီချာလေးသိကျင်ပေးပါဒီချာလေးထိုးပြီးနော်ဖြစ်သွားပါတယ်ရှီရတယ်ဖုမီထိုးတဲ့ခါမှာရှီကအပေါက်သားကြီးအသားချောင်လို့ရှိရင်မလာဘူးနော်တိုင်တူထိုးတဲ့ချိန်မှာမလာဘူးတကယ်လို့တေးသွားရင်လည်းအထိုးဖို့လည်းအဆင်မပြေဘူးအဲ့တော့ပုံမှန်လေးထိုးပြီးဖို့နော်ဘေးကပေါက်ရှူမယ်အောက်ကနေဆွဲထုတ်မယ်အောက်ကနေနောက်တစ်ခါတက်ဆွဲထုတ်မယ်ဘေးကပေါက်ကိုထိုးမယ်အောက်ကနေဆွဲထုတ်မယ်နောက်တစ်ခါတက်ဆွဲထုတ်မယ်ဒီလိုလေးဖြစ်နေနော်အောက်ကနေဆွဲထုတ်မယ်နောက်တစ်ခါအောက်ကနေဆွဲထုတ်မယ်နောက်တစ်ခါတက်ဆွဲထုတ်မယ်ဒီဗီဒီယိုလေးကကြတော့တိုင်တူထိုးနည်းလေးပဲဖြစ်ပါတယ်တိုင်တူထိုးတဲ့ခါမှာဒီချာလေးကျူးစားပြီးထိုးပါဒီပေါ်မှာလည်းဖုမီလိုပုံစံနဲ့ဖြစ်နေရပါမယ်ဖုမီလိုဒီပေါ်မှာနော်ဖုမီလိုပုံစံနဲ့ညီလေးဖြစ်ရမယ်ဒီလိုလေးညီလေးဖြစ်ရပါမယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကကြတော့တိုင်တူထိုးနည်းလေးကိုထုတ်ပြပေးထားတာပါလို့ရှိပါတယ်
နောက်ဗီဒီယိုမှာတိုင်လက်ထူနည်းကိုထုတ်ပြပေးမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေ